ပတ်သက်ပြီးတော့ပထမဆုံးဒီမှာဆိုရင်ထူးထူးခြားခြားပေါ့နော်ကိုရလေးကဒီကားမှာဆိုရင်တောင်ပြုံးနန်းတော်ကြီးရဲ့ဘောင်းဆောင်အမကြီးမောင်လာဖြစ်ပြောဆောင်ပေးတာလားပါကိုရလေးပြောပြပါကျော်လည်းပြည်တယ်ပြန်အားလုံးဒီကလာပေါင်းနေပြည်သူပါတယ်ခင်ဗျာကျွန်တော်မီယူလာဆိုတဲ့စကားမှာကျွန်တော်ဘောင်းဆောင်အမကြီးမောင်လက်ဖြစ်တယ်သူဆောင်ထားပါတယ်ဘာလို့သူဆောင်ပြတာလဲဆိုတော့ကျွန်တော်မလုပ်ဘူးတဲ့ character ဖြစ်လို့ပါတကယ်ဘောင်းဆောင်အစီရဲ့ဟန်ဒီပန်တွေကျွန်တော်လေ့လာပါတယ်မရိုက်ခင်မှာကျွန်တော်တကယ်ဆရာကြီးတွေနဲ့တိုင်ပင်ပြီးတော့ကျွန်တော်လက်ဆရာကြီးတွေနဲ့ကျွန်တော်တို့တွေကြီးတဲ့ပညာတတ်တဲ့လက်ပညာမှာကျွမ်းကျင်တဲ့လူတွေတိုင်ပြီးတော့မှကျွန်တော်မတ်တီရာရဲ့ကျေကူးမှုအောင်မှာကျွန်တော်တို့ကောင်းဆုံးဖြစ်အောင်လို့သိဆောင်ပေးထားပါတယ်။မနေ့ပြောတဲ့ဒီကောက်ကျွန်တော်မကြည့်ရတဲ့အတွက်ကျွန်တော်ထူးထူးတွေဘာမှပြောပြရလို့မရှိပါဘူး။ဒါပေမဲ့ကျွန်တော်ထွေလာလေးကြည့်ရတဲ့အခါမှာဒီကအများကြီးဆွဲဆောင်မှုရှိတော့ကျွန်တော်ပြရပါတယ်။ဒါလူငယ်တွေအပြည့်မှုလူကြီးတွေအပြည့်မှုမီယူဖလာဆိုတဲ့ဇက်နဲ့အဝင်ဝင်ကြဖြစ်နေပြီလို့ကျွန်တော်ညွှန်လင်းပါတယ်ခင်ဗျာ။ဒီကိအောင်မြင်ပါစေခင်ဗျာ။ကျေးဇူးပါကွယ်လေးဆက်ပြီးတော့အဆိုပြောပါဦး။အဲ့လိုဆက်နေပါပါ။ဒီစများတင်ပါတယ်ရှင်။ဒီမီယူဖလာဇက်ကိုင်းတွေမှာကျမကတော့အင်မတန်မှမျိုးရုပ်ကုံမောက်တဲ့ထုံးစံတိုင်းဒီမျက်နှာကြီးနဲ့လိုက်တဲ့အင်မတန်စွာပြီးတော့သူ့မျိုးမှသူ့မျိုးအဲ့လိုဖြစ်တဲ့ဒေါ်တစ်တင်မကြီးဆိုတဲ့ character နေရာနေပြဆောင်ထားပါတယ်။ဒီဇလန်လေးကမိုင်းတို့ကြည့်နေကြဇလန်မျိုးတော့မဟုတ်ပါဘူး။သူကတခုထူးခြားပါတယ်။ဒါနဲ့အကြောင်းရိုက်ထားတဲ့ဆိုရင်ဒါရိုက်တာရဲ့တင်ပြပုံတွေကအရန်ကိုစမ်းကြပါဘူး။အကြောင်းပြည်သက်များအားလုံးကြည့်ရှုအားပေးကြပါဦးဒီနေရာနေပြောကြပါရစေရှင်။ဒီတော့မှကျွန်တော်ဆက်ပြီးတော့ဆက်ပြောပါဦး။ဒီတော့တိတ်မမီတော့မဲရီယိုဖလာကိုယုံကြည်ကိုးကွယ်တဲ့ချစ်ပရိသတ်အားလုံးဒီရုပ်ရှင်ကိုလာရောက်ကြည့်ရှုအားပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်။ကျေးဇူးပါ။ဟုတ်ကဲ့ပါဆက်လက်ပြီးတော့လိုက်တာထုတ်လုပ်သူစံညိုအားလုံးပြင်ပန်းခံတောင်းရတဲ့မတ်ကလေးပြောပါဦး10နှစ်တောင်ဆန်းခဲ့ရပါတယ်ဒီတော့ကျမရဲ့ပဲပေါ့နော်တငယ်ချင်းတွေချစ်တငယ်ချင်းဒီအားပေးမှုနဲ့မြင်ရတဲ့မနေ့ဖြတ်နေဒီကကျမဒီနေ့မြင်ရတော့ဒီချစ်တငယ်ချင်းတွေကိုကျေးဇူးတင်တယ်ကျမရဲ့ဆရာမဆရာကြီးနဲ့တကွာကျမကိုကူညီခဲ့တဲ့ဒီပါနောက်ချစ်တဲ့ပြည့်တဲ့စီပေါ့ကျမကိုဘာလို့မသိဘူးလားညာလို့ဆိုတော့အရင်စိတ်ပူပြီးသူတို့ကိုယ်တိုင်share ပေးပြီးတော့ comment တွေဖြည့်ပေးနေတယ်အရင်ကျေးဇူးတင်ပါတယ်လို့အဲ့တော့ဒီကျမတို့ရဲ့ပါတယ်ပေါ့နော်သူတို့တွေဆိုလည်းကျမတို့ confrontation လုံးဝမလုပ်ဘဲနဲ့ကျမရဲ့ video ဖလာထောက်တန်းစင်လာတွေကိုကျမတို့တေချာလိုက်လာပြီးတော့ကျမတို့စီးမျောပြီးတော့တရုပ်ဆောင်ပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်လို့ချစ်တဲ့ပြည်သက်ကြီးကိုကြွရောက်လာတဲ့သူအားလုံးအချိန်ပေးပြီးကြွရောက်လာတဲ့အားလုံးကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်ကျေးဇူးပါမကရာလည်းပြီးတော့မကရာလည်းကိုကျွန်တော်ပြောမှချင်းအများကြီးပြောစရာတွေထွက်လာလို့ခံစားချက်တွေလိုက်ကူပင်ပန်းလာတဲ့အများကြီးရှိအောင်ပါဆက်လက်ပြီးတော့ဒီနေ့အင်းချင်းပြောပြပါဦးဟုတ်ကဲ့ဟုတ်အားလုံးမင်္ဂလာပါရှင်။အကြမ်းလာကြတဲ့ပြည်သက်တွေကုန်လုံးလည်းကျေးဇူးများတင်ပါတယ်လို့အေးအနေနဲ့ဒါလိုက်ကူခဲ့တဲ့အချိန်ကလည်းဆယ်စုနှစ်တစုလောက်ရှိနေပြီဆိုတော့လေအရင်နေတဲ့အချိန်မှာအမားရင်းနေရှိနေလို့ရှိရင်လည်းအထူးဆိုပေးနားလည်းပေးပါလို့ပြောချင်ပါတယ်ရှင်။ပြီးအေးလို့ဒီအသက်အရွယ်လူငယ်တွေမှာဒီတောင်ပြုံးနဲ့ပတ်သက်ပြီးတော့မသိသေးတဲ့အကြောင်းအရာတွေအများကြီးရှိပါလိမ့်မယ်။ဒီလူငယ်တွေလည်းဒီကားလေးကိုလာတော့ကြည့်တဲ့အခါမှာငါတို့တွေကတောင်ပြုံးဆိုတာမသိသေးတဲ့အခါမှာတောင်ပြုံးပွဲဆိုတာဒီလိုပါလားဆိုတဲ့ဟာကိုလည်းအမြင်တွေးရမှာဖြစ်တဲ့အတွက်လည်းလက်ဆောင်မှာရောက်ပြီးမှပေးကြတာအမှန်လို့ပြောချင်ပါတယ်ရှင်။ဒီပါဆက်ပြောပြပါဦး။ရှင်ဦးစွာဒီဗီဒီယိုဖလာရဲ့ဒီပွဲလေးကိုလာပေးကြတဲ့တယောက်ချင်းစီတောင်ကျေးဇူးတင်ပါတယ်။ဒါဆိုမိသားစုရဲ့ပထမဆုံးယုံတင်ကားလေးလည်းဖြစ်တယ်။ဆိုရဲ့ပထမဆုံးဒီပရိသတ်တွေကိုယုံပေါ်မှာမြင်ရပထမဆုံးကားလေးဖြစ်တဲ့အတွက်အမားတွေလည်းအများကြီးပါနိုင်ပါတယ်။အဲ့အတွက်သိခံအားပေးပြီးတော့ကြည့်ရှုပေးကြပါလို့ပြောချင်ပါတယ်။ပြသတဲ့အချိန်လေးကလည်းတောင်ပြုံးရာသီနဲ့ဒီဆက်တဲ့ကာလလေးဖြစ်တဲ့အတွက်တောင်ပြုံးကိုမရောက်ခဲ့ဘူးဆိုရင်တော့မှရုပ်ရှင်ရုံမှာတောင်ပြုံးရောက်သွားတယ်လို့ခံစားအောင်လို့အကောင်းဆုံးကြိုးစားထားတာမို့လို့အားလုံးစိတ်နဲ့သက်မယ်လို့ပြောပြပါတယ်ရှင်။အားလုံးကျေးဇူးတင်ပါတယ်။ဒီပါဒီဆက်ပြောပါဦး။ဒီပွဲလေးကိုကြောက်ရောက်လာကြပြီးအတွက်အထူးကျေးဇူးတင်ရှိပါတယ်။ကျွန်တော်မောင်မောင်လည်းလည်းဘာဖြစ်တင်းဆောင်လာတယ်ပါ။ဟုတ်ကျေးဇူးတင်ပါတယ်။ဒီနေ့ကိုပြောပြအောင်โอเคအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်နေထုတ်ဖြစ်ပါတယ်ကျွန်တော်ဒီခါလေးကိုရိုက်ခဲ့တာပေါ့နော်လွန်ခဲ့တဲ့
9နှစ်ကျော်10နှစ်နီးပါးလောက်ကရိုက်ခဲ့တာပေါ့နော်အဲ့ဒီတော့ဆိုလို့ရှိရင်ဒါကျွန်တော်တို့မှာလူငယ်စမှတကယ်လူငယ်လေးပဲရှိသေးတယ်ဘာ experience မှလည်းမရှိသေးဘူးဘာ knowledge မှလည်းမရှိသေးဘူးเนาะဒီ acting နဲ့ပတ်သက်လို့ပေါ့ဟုတ်ပါဆိုတော့အဲ့ချိန်တော့ကျွန်တော်တို့ရိုက်ခဲ့တဲ့ခါလေးဖြစ်လို့ကြောင့်မလို့ကျွန်တော်တို့အားလုံးတူတူစူးစမ်းခဲ့ကြတာပါတကယ်လို့ acting တွေပါကျွန်တော်တို့အပြစ်တွေပါရှိရဆိုလို့ရှိရင်လည်းကျွန်တော်တို့နားနဲ့ခွင့်လို့ပြပါပြီးတော့ဆွမ်းနာပြောသွားသလိုပဲဒီကားလေးကတောင်မြုံရဲ့အဓိကအကြောင်းပေါ့နော်အဲ့လိုဖြစ်တော့ကြောင့်မလို့အခုခေတ်လူငယ်တွေနဲ့ဆိုလို့ရှိရင်လည်းနည်းနည်းဝေးနေပြီလို့ကျွန်တော်ယုံကြည်ရပေါ့နော်ဒီကားလေးကဒါတောင်မြုံနဲ့ကျွန်တော်ပြန်ပြီးမှ connect လုပ်ပြီးရတဲ့ပုံမျိုးလေးလည်းဖြစ်သွားမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်တို့အားလုံးအားပေးပါအောင်ကျေးဇူးပါဒီလိုတော့ဆက်လက်ပြီးတော့မြို့ကရုပ်ရှင်စကားနဲ့ပတ်သက်ပြီးမှတ်တရပြောကြားပေးမှာကတော့ကျွန်တော်တို့တောင်မြုံနန်းတော်ကြီးရဲ့တက်တော်ရှိမှတ်ချုပ်ကြီးဖြစ်တဲ့ဥက္ကမောင်တော်ဖြစ်ပါတယ်။ပံ့ပိုးကူညီပြရတဲ့သူတွေ ကြွရောက်လာတဲ့ဧပြီကံများကျွန်တော်ကမင်္ဂလာပါနှုတ်ခင်းဆက်အပ်ပါတယ်။ဒီဟိုလာဇကားကြီးကိုရိုက်တဲ့အခါမှာဒါရိုက်တာရောရိုက်တဲ့အဖွဲ့တွေကိုအားလုံးကိုပြဖြစ်အောင်လို့ဥစွာပထမဒီဒေဝတာများဖြစ်တဲ့ဘိုးကြီးဘိုးလေးတွေကိုအမိန့်ခံပြီးတော့နန်းလေးကြီးများအားခွင့်ပန်ပြီးတော့ရိုက်ကွက်ရည်ရွယ်ချက်ဥတီချက်ကိုဆွေးနွေးတိုင်ပင်ပြီးတော့ရိုက်ရခြင်းဖြစ်ပါတယ်ရိုက်တဲ့အခါမှာလဲဒါရိုက်တာနဲ့တရုတ်ဆောင်အကယ်ဒမီများရှင်များကတော့သူတို့ရဲ့ဇက်ွက်ကဟာကိုပိုင်ပြီးကိုရိုက်ခဲ့တာကိုတွေ့ရပါတယ်ရိုက်ကူးရေးအဖွဲ့ကလည်းအဲ့ဒီမှာဘာကောင်လာတဲ့10ရက်ညီလာခံကအစချွေတော်တုံးထိန်ခုတ်အားလုံးကိုပြပွဲတော်ကြီးကိုမရောက်ဘူးတဲ့လူကရောက်ဘူးတကယ်ဆိုခံစားရပါမယ်ရောက်ဘူးတဲ့လူကလည်းတပံပြန်လဲလို့တတိတရဖြစ်အောင်ရိုက်ထားတော့မျိုးဗလာဇကားကြီးဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်အနေနဲ့ပြောကြားခြင်းကတော့ရုပ်ရှင်ဝါသနာရှင်များအားလုံးဟာတစ်ခက်နဲ့အားပေးကြပါလို့ပြောကြရင်ဒီကုန်းချောရပါတယ်ကျေးဇူးပါဆက်လက်ပြီးတော့ကျွန်တော်တို့တောင်မြုံတို့မှာဘယ်လိုပြင်ပန်းခံရိုက်ကူးပေးရတယ်ဆိုတာကိုကျွန်တော်တို့ကင်မရာနဲ့ကိုဝင်စွာဆက်ပြီးတော့ပြောပြမှာဖြစ်ပါတယ်အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ပြောချင်တာကတော့ကျွန်တော်ရဲ့လုတ်သက်45နှစ်မှာဒီကားပြင်ပန်းဆုံးကားပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တောင်မြုံပွဲကို4နှစ်တိကျွန်တော်တို့4ချိန်ကျွန်တော်တို့တက်ပြီးတော့ရိုက်ရပါတယ်စိတ်ထဲမှာလည်းအမတန်ကြည်နူးဝမ်းသာတဲ့စိတ်တွေဖြစ်ပြီးတော့ကိုတော်တွေကိုလည်းတကယ်တိုင်တယ်ပြီးတော့ဒီကားရိုက်ထားတဲ့အတွက်ကျွန်တော်တို့ရဲ့ကားကြီးကိုလာပြီးတော့ပြည့်တက်များလာရင်ကြည့်ရှုကြပါလို့ကျွန်တော်ဒီဘောကနေပဲမြစ်တာလက်ခံပါတယ်ခင်ဗျဖိတ်ခေါ်ပါပါတယ်ဟုတ်ကဲ့ပါဆက်လက်ပြီးတော့ကမ္ဘာနဲ့ပေါ်တယ်ပြောပါဦးဥပမာဆိုပြောပြီးဆိုတော့ကျွန်တော်ရဲ့မင်းသားမင်းသမီး2ယောက်နဲ့တချင်းလေးရိုက်တဲ့ဟာကိုပြောချင်ပါတယ်ကျွန်တော်ရဲ့မုံရွာကိုအမကိုပြောပြီးလှပါတယ်ဆိုလို့ပြောတယ်ကျွန်တော်အမကနေပြီးတော့လိုက်ပြီးတော့ပတ်စံပုံကြခံပြီးတချင်းလေးနည်းနည်းလေးအတွက်ရိုက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးလည်းပေးသက်လေးကြည့်ရှုပေးပါဦးကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဆက်လက်ပြီးတော့အဲဒီကရုံမြတ်ကြီးကိုလည်းမပြလေးပြောပြပါဦးမြတ်တိုက်ခံပါတယ်editor ပါပေါ့နော်ဒီမျိုးဗလာဇကားကြီးရဲ့ဒီဇကားကြီးကရိုက်ကူးတီးဖြတ်ထားတာကိုကြာပြီးမှုလို့ပေါ့နော်အခုခင်နဲ့ဆိုင်တော့အခုချိန်နဲ့ဆိုင်တော့ပြောင်းလဲနေတာတွေပို့ပြီးတော့ရိုက်ကွင်းရိုက်ွက်တွေရောတီးဖြတ်တာတွေရောပို့ပြီးတိုးတက်နေတာတွေရှိကောင်းရှိပါလိမ့်မယ်ပေါ့နော်ဒါမဲ့ဒီမျိုးဗလာဇကားကြီးကတော့မြန်မာတွေရဲ့ရိုးရာယုံကြည်မှုကိုပေါ့နော်အမှတ်တရအနေနဲ့ရောဘုဟုတုဒအနေနဲ့ရောခက်ခဲရိုက်ကူးတင်ဆက်ထားရတယ်ဖြစ်ပြီးတော့တီးဖြတ်တဲ့နေရာမှာလည်းပေါ့နော်ရိုက်တာတီးရလင်းပေါ့အမရဲ့အကောင်းဆုံးညွှန်ကြားချက်တွေနဲ့ဒီအဓိကတော့ဒီတောင်မြုံပွဲတော်ရဲ့ခက်ခဲပေါ့တကယ်ပွဲတော်ရဲ့ရက်အစ်စ်တွေရဲ့အရသာကိုတခါမှမရောက်ဘူးတဲ့သူဒါကိုလုံးဝမသိတဲ့ကျွမ်းတုံဝင်မရှိတဲ့သူတွေခံစားအောင်အကောင်းဆုံးရိုက်ကူးတင်ဆက်ထားပါတယ်လို့အဲ့ဒါဘုသူဒ္ဓအနေနဲ့ပဲဖြစ်မြန်မာတွေရဲ့ဒါရိုးရာယုံကြည်မှုပေါ့နော်ဘယ်တော့မှနေပေါင်းမြောက်များစွာအမှတ်တရဖြစ်ရှိမှဖြစ်တဲ့အတွက်ဒီကားယူလာပြီးတော့ကြည့်သိချင်ပါတယ်လို့ပြောချင်ပါတယ်ကျေးဇူးပါဆက်လက်ပြီးတော့နောက်ဆုံးနေ့နေတဲ့ကျွန်တော်တို့ဒီဇာတ်ကားကိုနောက်ခါဒီဂီတာရောတချင်းတွေပါရေးထားပြီးတဲ့ကယ်ရီစင်မော်တာရဲ့ဓာတ်ပြည်ဖြစ်တဲ့ဆိုင်းပုံနိုင်မှာကိုပုံနိုင်ကလည်းသူလည်းပါဝင်တိကတာဖြစ်တဲ့အမှတ်တရလေးမှတ်မိတော့ပြောပြလို့ပါလို့ပြတိုက်ခံပါတယ်ဟုတ်ကဲ့ပထမဦးကတောင်းပန်နေတာဝက်စားစင်ပုံတောင်းပန်ပါခင်ဗျာကျွန်တော်ကအမေကိုလိုက်ဖို့ပြောပါတယ်ဒီဇာတ်ကား
ကျေးဇူးတင်တာဒိုင်တာနဲ့ထုတ်လို့ပေါ့နော်ကျွန်တော်တို့မှာငလျင်ဖြစ်တော့ဒီဇာကားတီးထားတဲ့ data တွေမရှိတော့ပါဘူးမှန်တော့ပြောရင်ကျွန်တော်တို့ဒီဇာကားသတိတောင်သိမရတော့ဘူးပေါ့နော်အဲ့ချိန်မှာဒီမီယိုဖလာအဖေတီးထားတယ်ဆိုတော့အမေကသွားကျင်တာနဲ့မနေ့က9နိုင်လောက်မှသိတယ်နဲ့ကျွန်တော်တို့လေဖြတ်ပြီးခုမန္တလေးကနေရောက်ချင်းဝမ်းသာတာကျွန်တော်တို့နဲ့အတူပြည့်တဲ့ကြီးကိုခံစားသိစင်တာကကျွန်တော်အဖေထပ်ဆင့်ကယ်ပြီးဥစိန်မော်သားပြီးရွှေပြုံးငွေပြုံးဆိုတော့တချင်းနဲ့ဂျနေ့လူငယ်လူကြီးတွေမှာလည်းနောက်လာမျိုးဆက်တွေဒီတိမဲ့တချင်းရိုးဒီထဲမှာရွှေပြုံးငွေပြုံးလို့ပဲတောင်ပြုံးမှာညီလာခံရှိပါတယ်ချွေးတော်သုံးရှိပါတယ်ထိန်ခုတ်တဲ့ခန္ဓာတွေရှိပါတယ်အဲ့ဒီလိုပဲစမ်းသစ်ပြီးကျွန်တော်ဖေဦးမို့တာနတ်တချင်းကောင်းများစွာဒီထဲမှာရေးထားတာကိုပဲသိပြီးတော့ကျွန်တော်တို့ကိုယ်တိုင်တီးထားတဲ့ music note တွေလည်းမရှိတော့ဘူးသိတယ်သတိမရတော့ပါဘူးအမေဒေါ်တင်လာနဲ့အတူလိုက်လာတယ်ဒီဇာကားရဲ့ရှားပါတီလုံးများအဖေဥစိန်မော်တာသက်ရှိထင်ရှားမရှိပေမဲ့လို့ဂီတတွေကြံသေးတယ်ရဲ့အဖေဂီတတွေနားထောင်ရင်းနဲ့လိုက်လာတဲ့ရင်ခုန်ခံနဲ့အတူပြည်သက်ကိုကြည့်စီစင်တာဥစိန်မော်တာရဲ့ရှားပါနတ်ချင်းတွေဒီကားထဲမှာအများကြီးပါပါတယ်အဲ့ရည်ကျွန်တော်နဲ့အတူပြည်သက်ကြီးရှားပါဂီတရှားပါနတ်ချင်းများရိုးရာမီယိုဖလာနဲ့ပတ်သက်တဲ့တီးချက်တွေလည်းအများကြီးတီးထားတယ်ဆိုတော့ပြောကြရင်လည်းကျေးဇူးတင်ပါဗျာဒီတကားကြီးကိုအားပေးကြပါဦးခင်ဗျာ ကျွန်တော်ကလည်းဆက်လက်ပြီးတော့ကျွန်တော်တို့